မင်္ဂလာပါကမ္ဘာရှိမှာအရှုံးများနေတဲ့သူတွေရှိလားရှိရဆိုလို့ချင်းကျွန်တော်ရဲ့တအိုးစာမြင်ကျွန်တော်ရဲ့အတွေ့အကြုံလေးရကျွန်တော်အကြံပေးခြင်းနဲ့ second လေးပေးခြင်းနဲ့ကျွန်တော်ဒီနေ့20ရက်နေ့10လပိုင်း2025လက်ရှိအချိန်ကကျွန်တော်6နာရီဝန်းကျင်မှာရှိတယ်ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့တအိုးစာအရာကလိုက်ပြီးတော့မှရောင်းပေးပါဘာကြောင့်လဲဆိုတော့ reason ကကျွန်တော်မပြောတော့ဘူးရှေ့သွားမှာဆိုလို့ပေါ့နော်အဲ့တော့အယောင်ဥစားပေးပါဘယ်စည်းတန်းလောက်မှာကျွန်တော်ပို့ပြီးတော့မှကြိုက်လဲဆိုတော့4263နဲ့65ဝန်းကျင်မှာရောက်လာခဲ့မယ်ဆိုရင်အယောင်ကိုရဲရဲဝင်မှာကျွန်တော်အဆန်ကို9ပစ်နဲ့10ပစ်လောက်ချောင်းပါပဲထားမယ်ကျွန်တော်အမြတ်တစ်ခုကို4200ဝန်းကျင်ထိယူလို့ရတယ်ကျွန်တော်ရဲ့ target တစ်ခုကဒီနေ့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့မနေ့ပြန်လည်းဖြစ်ကောင်းဖြစ်တယ်မှာ1ရက်ဆောင်ရင်ဆောင်မယ်2ရက်ဆောင်ရင်ဆောင်အောင်မယ်ဆိုတော့အဲ့ဒီဝန်းကျင်တော့ဒီကျွန်တော် order ကိုကင်ထားလို့ရတယ်အမြတ်တစ်ခုယူလို့ရပါတယ်လိုက်ပြီးတော့မှအယောင်အဝယ်လှုပ်ကြည့်ပါနော်ကျွန်တော်ရဲ့ signal တစ်ခုကအမြတ်တစ်ခုကြာမကြဆိုအဆန်ကနဲတယ်နော်ကျွန်တော် TV ကိုအများကြီးကျွန်တော်ယူထားပေးတယ်အဲ့လောက်ထိကျွန်တော်လာဖို့ကအလားလာအများကြီးကျွန်တော်တို့pattern တစ်ခုကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲ့ဒီ pattern ကြောင့်မလို့နော်အဲ့တော့အားလုံးပဲအမြတ်တွေအများကြီးရကြပါစေအားလုံးကိုကျေးဇူးများတင်ပါတယ် bye bye